အားလုံးပဲမင်္ဂလာပါဒီဗီဒီယို tutorial လေးမှာဆိုလို့ရှိရင်တော့ driver ကားပေါ့နော်ကားမောင်းတဲ့ project လေးကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံး Scratch Junior software ဖွင့်လိုက်တာပေါ့နော်ပြီးတော့ home button လေးကိုနှိပ်လိုက်ပါတယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ new project ပေါ့နော်ဒါလေးကိုဖွင့်လိုက်ပါတယ်အဲ့တော့ပြီးရင်ဒီ character လေးမလိုချင်ဘူးဆို mouse လေးနဲ့ဖိပြီးတော့မှ remove လုပ်လိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာဒါ background ရွေးတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတော့ city ဆိုတဲ့ background လေးကိုရွေးပါတယ်ပြီးရင် character ကိုရွေးချယ်မယ် character ထဲမှာဆိုလို့ရှိရင် driver ကားပေါ့နော်ကားမောင်းနေတယ်ဆိုတော့ကားလေးတစ်စီးကိုကျွန်တော်ရွေးလို့ရတယ်ကြိုက်တဲ့ကားလေးရွေးပေါ့နော်လူကာလာကားလေးရွေးလိုက်တယ်ဒီကာလာကားလေးက size ကကြီးနေတဲ့အခါကျတော့ဒီ purple color တဲ့ကို sharing လေးကိုသွားပြီး true ပေါ့နော်ဒါလေးကိုပေါ့နော်ဒီ sharing ဆိုတဲ့ဟာလေးကိုယူပြီးတော့မှသေးလိုက်တာပေါ့နော်သေးပြီးတော့မှကားလေးကိုဒီနားကိုထားလိုက်တယ်ဆိုတော့ grid ကလေးကိုကြည့်လိုက်တာပေါ့ grid ကိုကြည့်တော့ဒီကားလေးရဲ့ position က4မှာရှိနေတယ်နောက်ကိုဆုပ်လိုက်လို့ရှိရင်ဒီမှာ1ဆိုတဲ့ position ရောက်သွားမှာဆိုတော့ green flag ကလေးကိုနှိပ်မယ်နှိပ်ပြီးသွားတဲ့အခါကျတော့ရှင် move forward ရှေ့ကိုသွားမယ်ဘယ်လောက်ထိသွားချင်တာလဲဆိုဒီထိသွားချင်တယ်ဆို1 to 20ဆိုလို့ရှိရင်20ကိုနှိပ်ပေးရဆိုတော့ဒါဆိုရင်နှိပ်လိုက်ရင်ဒါကားကရှေ့ကိုရောက်သွားတယ်ဘောနော်ကားလေးတစ်စီးမောင်းသွားတယ်โอเคဆိုတော့ဟိုထိပ်မှာပဲထားချင်တယ်ဆိုလို့ရှင်တော့ကျွန်တော်ဘယ်လောက်ထိထားမလဲဆိုလို့ရှိရင်18လောက်ထားလို့ရတယ်နော်โอเคဒါဆိုရင်ဒါလေးကတော့ဒါဘာလဲဆိုလို့ရှိရင် and เนาะ project ပြီးသွားပြီဆိုတော့เนาะအဲ့တော့ဒါဆိုရင် project လေးဒီ green flag လေးနှိပ်ပြီး run ကြည့်လို့ရရတယ်เนาะโอเคဆိုတော့နောက်ထပ် project တစ်ခုအနေနဲ့ဒီ launcher rocket ပေါ့เนาะ rocket ကိုလွှတ်တင်တဲ့ပုံစံလေးလုပ်ပြပါမယ်အဲ့တော့ home button ကိုနှိပ်လိုက်ပြီးတော့မှဒီမှာ project အသစ်တစ်ခုယူလိုက်တယ်ပေါ့เนาะယူပြီးသွားရင် background ထဲမှာဘာကိုရွေးချယ်တယ်လဲဆိုတော့ဒီမှာ space ဆိုတဲ့ဥစ္စာကိုရွေးလိုက်ပါတယ်ပြီးရင်ဒီ character လေးကိုဖိ remove လုပ်လိုက်တယ်ပေါ့เนาะအဲ့တော့ဒီထဲမှာ rocket လေးကိုလိုက်ရှာထဲထဲက rocket လေးမှာအဲသူ့ကိုဒီမှာ rocket လေးပေါ့နော် rocket လေးကကြီးနေတယ်ဆို rocket လေးကိုသေးပါမယ်။ဘာယူလိုက်လဲဆို sharing ဆိုနှိပ်လိုက်တယ်။အခုလိုချင်တော့သေးလိုက်မယ်။သေးပြီးသွားလို့ရှိရင် grid ခေါ်လိုက်တာပေါ့နော်။အခုသူက horizontally အပေါ်တက်ချင်တာဆို from 3 to 15ပေါ့နော်။အဲ့တော့ green flag ကိုယူလိုက်မယ်။ပြီးရင် app ကိုယူ app ကဒါဆို1ပဲတက်မှာဒါဆို2ပဲတက်မှာဒါဆို3ပဲတက်မှာ။ Okay အဲ့ဒါဆိုလို့ရှိရင်3ကနေ15ဆိုရင်ဒီမှာ12လို့ရေးလို့ရတယ်အဲ့ဒါဆိုရင်တော့တစ်ချက်နှိပ်လိုက်တာနဲ့12အထိရောက်သွားမှာเนาะ Okay ဒါဆိုရင် launcher rocket ဆိုတဲ့ project လေးလည်းဒါလုပ်ပြီးသွားတယ်เนาะဒါဆိုရင်နောက်တစ်ခုဆက်လုပ်ကြည့်အောင်ပေါ့เนาะအဲ့ဒါမှလည်းဆို giraffe လေးပေါ့เนาะဒီ fan ထဲမှာ giraffe လေးသွားနေတဲ့ပုံတစ်ချက်လုပ်ကြည့်အောင်เนาะပြီးတော့ဒီမှာ background အသေးရွေးလိုက်မယ် project တစ်ခုမဲ့ background ကိုဒီမှာတော့ဘာယူလိုက်လဲဆိုရင် Savannah ဆိုတဲ့ background လေးကိုယူလိုက်ပါတယ်ဒီ character လေးကိုဖက်လိုက်မယ်ပြီးလို့ရှိရင်ဒီထဲကနေကြိုက်တဲ့အကောင်လေးယူရတယ်ဥပမာ giraffe လေးယူလိုက်เนาะပြီးတော့ giraffe လေးကိုလည်းနည်းနည်းလေးသေးလိုက်เนาะနည်းနည်းလေးသေးလိုက်မယ်သေးပြီးသားလို့ရှိရင် giraffe လေးကိုမလုပ်လို့ရတယ်ဒီဘက်ကနေဟိုဘက်ကိုလမ်းရှောင်အောင်လုပ်လို့ရတယ်ပေါ့เนาะအဲအဲ့လိုလုပ်တဲ့အခါမှာဒီလို green flag လေးကိုယူပြီးတော့မှပုံမှန်အားဖြင့်ဒီလိုသွားတယ်ဒါပေမဲ့သူ့ကိုဒါဆိုရင် repeat အာပုံမှန်အားဖြင့်ဒီလိုမျိုးဒါလေးပဲထည့်မယ်ဆိုရင်တစ်ချက်ပဲသွားအဲ့ဒါကို4ပေါ့နော်4နဲ့သွားတယ်ဆိုရင်ဒီလိုမျိုးဖြစ်နော်ဆိုတော့အဲ့လိုမျိုးလေးသူ့စီမှာလည်းသူ့ကိုလည်းတိုးလို့ရတယ်ပေါ့နော်ဒါကို10လောက်ထားလိုက်မယ်ဒါကို2လောက်ထားလိုက်မယ်အဲ့ဒါဆိုရင်ဒီကနေစပြင်ပြီးသွားရင်โอเคဆိုတော့ဒါလည်းပဲဒါသူလည်း move forward ပေါ့နော်ရှေ့ကိုသွားတဲ့ project တစ်ခုပါပဲဒါဆိုရင်ဒီနေရာမှာ blue button left right ရှိမယ် up down ရှိမယ်เนาะဒါလေးတွေသုံးပြီးတော့မှဒီလို project လေးတွေလုပ်လို့ရပါတယ်